လူချင်းတူပေမဲ့အချင်းနေချင်းတူရဲ့လားအချင်းနေချင်းဘာလို့မတူတာလဲကံတွေမတူလို့ပြောပါတွေမတူလို့ကံတွေဘာလို့မတူတာလဲလောက်ရက်တွေမတူလို့တဲ့ပြောပါတွေမတူလို့လေဘဝလူတွေဘဝအချင်းတွေမတူတာကံတွေမတူလို့ကံတွေမတူတာလောက်ရက်တွေမတူလို့လောက်ရက်တွေဘာလို့မတူတာလဲအကြိုက်တွေမတူလို့တယ်မှတ်မယ်နော်ဘာတွေမတူလို့တဲ့အကြိုက်တွေဘာလို့မတူတာလဲစရိုက်တွေမှမတူကြတာပြောပါတွေမှမတူကြတာစရိုက်ကနေအကြိုက်ဖြစ်လာတယ်အကြိုက်ကနေကိုကြိုက်တာကိုလုပ်တယ်ကောင်းတာကြိုက်တဲ့သူကမကောင်းတာကြိုက်တဲ့သူကအဲ့ဒီအလုတ်တွေကနေကံတွေဖြစ်ပေါ်လာတယ်ကံတွေကနေပြိတ္တရဲ့ဘဝအခြေအနေဖြစ်ပေါ်လာတာသဘောပေါက်လားဒါကြောင့်မလို့ကိုယ်အလုတ်ကကိုယ်ကံကကိုယ်ဘဝတဲ့မှတ်မိလားဟဲ့ပြန်ပြောမယ်ကိုယ်အလုတ်ကကိုယ်ကံကကိုယ်ဘဝပြောကိုယ်အလုတ်ကကိုယ်ကံကကိုယ်ဘဝအိတ်မထိုးပါသေးဘူးအိတ်ကျစောက်ရအောင်မယ်ဗျအိတ်ရလားว่าอะไรอเมซอนဟိုเนี่ยရင်းရပြဿနာတက်တယ်မြန်မာပြည်ရင်းဖိုင်ရအဲ့ဒါလည်းဟိုကနေဘယ်လိုပြောလိုက်ရုပ်လာကျုပ်လာတော့ဟိုရကြဟိုလာပါဘုံဘုံလာလာကျွန်တော်ဖွင့်ပြီးလာဒီကောင်းတော့လေဟုတ်ကပါတယ်ရလာတယ်နောက်ပါအေးဟုတ်ရတယ်